ဘဲတွေမွေးပြီးတော့ရှောင်းမယ်မျိုးပေါင်းလုပ်မယ်စားစရာအလုပ်မရရဘူးကျေးဇူးအများကြီးတင်ပါတယ်ရှင်တဲ့သူကပြေဘာပြမှာလဲကြိုက်တာပြောပြောပြလိုက်ရေးပြောပြလိုက်ငါတမင်မပြောချင်လို့တမင်တက်တက်မြင်မြင်ချင်းအောင်ဆောင်ပေးတာဟုတ်တယ်အဲ့ဒါလည်းစိတ်ကြတယ်ဒါပေမဲ့ပူတယ်နော်ပူတယ်ခံစားနိုင်တော့ဆုံးအားလည်းမပြောတော့ဘူးဒီလားမောကိုကျော်ကြီးချက်ပေါက်ကိုလာခဲ့ပြီနော်ယူသွားဘာကြောင့်လဲဘာတွေ့လဲအိုးကချင်နေလေတင်းတင်းတီတလို့ပါပဲအထမင်းကကြာတမင်မခန့်အောင်ဘာလို့လဲဆိုတော့မေဖို့ကောက်တယ်မှာကအထမင်းထားလိုက်လို့ရှင်ကေခံရမယ်သူကများတယ်ကွာသိရမလားစကားပြောဆိုမတက်တဲ့သူတွေစာမတက်ပေမတက်တရားများတယ်ကွာလာကြည့်တဲ့သူတွေထဲမှာမို့လို့အထမင်းမထားပေးတာတနာလို့သိရမလားကြည့်ပါစေဆိုပြီးတော့တမင်ထားလိုက်တာဒါပေမဲ့ခွေးစာကျွင်းခွေးအဲ့ဒီသခင်ကိုပြန်ကြိုက်တဲ့ခွေးဆိုတာအဲ့လိုရှိရလေအဲ့တော့ခွေးယူပြန်တယ်လို့ပဲသဘောထားလဲအမလို့လစ်ရှူပေးတာတချို့ခွေးတွေကိုကြတော့လေမို့